လာချွေညာလေးမို့တာယာပါတယ်ချစ်တဲ့ရန်ကြရင်ပြင်မေမသိအောင်လာခဲ့မယ်လို့မှားထားလို့လေကွယ်ဖယက်တံမီလူရှိတိတ်ချိန်မို့အော်ချစ်တံစီပူဝေးစိတ်တွေနဲ့မောင်လေးလာခဲ့ရတယ်မခင်မောဟမချဲပါနဲ့ရင်ကုန်နာနဲ့တပည့်ရိတ်ဝဲလက်ဆောင်မြိုင်အိမ်ကြီးရှင်ချစ်ရဲ့ချင်းချတာမိနေလားကွယ်အိမ်ကြီးရှင်အိုးဒီလိုတော့မခေါ်ပါနဲ့မောင်ရဲ့ခေါ်ရပြီမပေါ့ချင်းထားတဲ့အချိန်ကမိထားရဲ့လို့ပြောရမယ်လေမမိပါဘူးမောင်ရဲ့မောင်လာမဲ့ပြီးမိတန်ကြားတဲ့အချိန်မှလေချစ်ရင်ဒီခုံလုံးလို့ပါရှင်ခုံတယ်ဘာဖြစ်လို့မပြောရဘူးမောင်ရဲ့ဒါပေမဲ့အမေအိတ်နေမဲ့မောင်ချင်းတဲ့အချိန်မှတော့လေချစ်အမြဲတမ်းမောင်ကိုတတိယနေပါတယ်လို့တတိယနေတကယ်လားတကယ်ပါအဆိုဝင်သားရမှာပေါ့ချစ်တဲ့သူနဲ့ငကိုတွေ့တဲ့အခါခိုးလာမင်းငါမနာလို့တင်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်သူရေတောင်းငငွေလာမင်းဟာချစ်ရဲ့မျက်နှာလှပါတိမ်ဖုံးလို့လာမင်းများပုံသွားရင်အဲ့ဒီတော့ဘာဖြစ်တယ်လဲမောင်ဘာဖြစ်ရမှာလဲချစ်ရဲ့ကို့မျက်ဝန်းစုံကအချစ်မျက်နှာလေးကြောက်သွားတယ်လို့ပြောရမှာပေါ့မောင်ကသိကိုတာပဲကွယ်မပူပါဘူးကွယ်လိုပါသေးတယ်ချစ်ရဲ့ကဲဒါဖြစ်ရင်အသေးကိုအမြဲလိုတွေ့ချင်ပါတယ်လို့ပြောရမှာပေါ့ကဲနော်ချစ်တဲ့သူနဲ့ငကိုတွေ့တဲ့အခါအဖိုးလာမင်းကမနာလို့တင်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်တဲ့ကြောင်းတွေကြိုက်တဲ့ကြောင်းတွေပြောလို့ဖြင့်မကုန်နိုင်ပါတဲ့လာသာညာညာလိုက်ရင်ဖြစ်ရင်ဘလောက်ကောင်းမလဲချစ်ရဲ့ကြည်လူကအစင်တကယ်ချစ်နေမောင်တွေ့နေပါရစေကွယ်အချိန်ကြလာပါပြီမှန်းကားစားပါလို့ပိဏဘာရာစွမ်းဒါနကိုဖြင့်ဝမ်းသာအားရနဲ့စွမ်းချင်ရန်ထတော်မူရပါဘွန်တော်သဗ္ဗုရိတအပေါင်းသူတော်ကောင်းတို့ချစ်ပြောရင်မောင်ချစ်တဲ့အကြောင်းကိုပြောလို့မှမဟုတ်ပါဘူးအချိန်ကြီးကလည်းကုန်နေလိုက်တာကွယ်ဒီလောက်တွေ့ရပြောရရင်လည်းကျင်းတတ်ပါအောင်မောင်ရဲ့နောက်ရက်ဒီမှထပ်ပြီးတွေ့ကြသေးတာပေါ့နော်နေဟုတ်တော့ပါတယ်ဒါပေမဲ့ဆိုတာဘာဖြစ်လို့လဲမောင်ရဲ့မောင်ကအချစ်ကိုတခါတည်းခေါ်သွားချင်တာချစ်လေလိုက်ချင်ပါတယ်မောင်ကဲဒါဖြင့်မောင်နဲ့တခါတည်းလိုက်ခဲ့ပါလားမဖြစ်သေးဘူးလေမောင်ရဲ့မိတန်ရောစင်နဲ့အိမ်တန်ရောစင်တွေကရှိသေးတယ်မဟုတ်လားလို့စောင့်မအောင်ကွယ်နော်ဟဲ့သမီးဟောနိဗ္ဗာန်စော်လေးလာကုန်ပြီလေဆွန့်ချက်ရအောင်ထတော့ဟောမောင်မိမိနူးနေပြီမောင်ကိုတွေ့တော့အောင်မောင်ရဲ့ပြန်တော့နော်အင်းလေချင်းချမ်းတော့လည်းပြန်အောင်တော့မှာပေါ့အချိန်တွေကုန်လွယ်လွန်းလို့စကားပြောရတာလေအာမရနိုင်ပါရဲ့ချစ်သူတက်သားရဲ့ပစိုးပိုက်ကဆောင်ပိုက်ခါကွယ်တခါလေးလိုက်ခဲ့ရင်မောင်ခေါ်သွားခြင်းလေအမေစုမှာသူတွေ့အိမ်တန်ရောစဉ်တွေသူ့မှာမအေးလို့တဲ့စောင့်မအောင်လို့ဆိုသူရဲ့ကျင်နာစရာချစ်ကလေးချစ်တယ်လိပေးမယ်ယူထားွယ်ချစ်တဲ့သူနဲ့ငကိုတွေ့တဲ့အခါခိုးလာမင်းကမနာလို့တင်ညိုမှာပုံဝင်သွားကလို့အငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်တဲ့သူနဲ့င
ကိုတွေ့တဲ့အခါခိုးလာမင်းကမနာလို့တင်ညိုမှာပုံဝင်သွားလို့အာငယ်တရားမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်တယ်မို့ပြန်မအောင်မယ်မောင်စိတ်ကချစ်တဲ့သူနဲ့တူရှိနေမှာပေါ့ကွယ်အမငယ်ပါနဲ့မောင်နောက်ထပ်လာခဲ့ဦးမယ်နော်လာသာညာတိုင်းမဖြစ်ရင်ဘယ်လောက်ကောင်းလို့မလဲချစ်ရဲ့ဒီလူကအစင်တကယ်ချစ်နေမောင်တွေ့နေပါရစေကွယ်စားလဲမလားလူလဲမတွေ့အနေချပြီလားချစ်ရဲ့မုံနေသလားကွယ်အရေးအယောင်လေးမှမမြင်မကျင်နာတော့ဘူးထင်မိပါတယ်အတွေ့ပေါင်းကလေးကရာဝဲပင်ပန်းလာပါပြီကွယ်မဆောင်မြိုင်အိမ်ကြီးရှင်ရဲ့မောင်သေးလေးကိုယူထားပြီကွယ်မုံကလေးရများလို့ပြန်ပေးချင်တာမောင်သိပါတယ်စကားပလီတတ်သူလေးမှမောင်ကလည်းဆွဲလန်းနေမိတယ်။ဘာလဲကလေးရဲ့ဟိုအိမ်ကြီးကမမကလေဦးကိုစားပေးခိုင်းလိုက်လို့အဲ့ဒါသမီးလာပေးတာ။အော်အေးကျေးဇူးတင်ပါတယ်ကွယ်။ဘာများပါလိမ့်ဖတ်ကြည့်ဦးမှာပဲ။မောင်ကြီးမိစိန်ကားလေးတော့မောင်ကိုစိန်သွားပြီလို့မောင်ထင်မှာပဲနော်။မောင်ကိုလည်းတိတ်တွေ့ချင်တာပဲကွယ်။ကိုနင်းညကအဖြစ်ကိုပြောရအောင်မေမောင်ကြီး။နိဗ္ဗာန်ဇော်ကြီးဥပေတိကမောင်နဲ့အေးကိုမြင်သွားတယ်လေ။အဲ့ဒါအမကြီးယောက်ျားဥတဲ့အေးကိုပြန်ပြောလို့အိုးအိမ်မှာအဆုခန်းလိုက်ရတာမောင်ရဲ့မောင်မနေ့ဖန်ညစပယ်ရိတ်ကနေစောင့်နေနော်မောင်နဲ့တွေ့တော့မှာပဲချစ်တဲ့အကြောင်းတွေကိုပြောတော့မယ်မောင်ချစ်သေးလေချစ်သူထမ်းမစားလေးရလို့ပြောရပါတယ်ကွယ်မောင်နဲ့တွေ့ဖို့ချိန်ထားတယ်တကယ်ပဲလားမြတာဒီရဲ့မောင်လာရင်တေးရပေးပါမယ်တွေ့နေကြစပယ်ပင်ရိပ်မှာစောင့်မယ်ချစ်မတွေ့ရတာကြာလို့ပဲလားတော့မသိဘူးချစ်ချိန်လိုက်တဲ့စာလေးရတော့မောင်လေးတိတ်ကိုဝန်တာမိတာပဲကွယ်တွေ့နေကြစပယ်ပင်ရိပ်မှာမောင်စောင့်နေပါမယ်ချစ်နဲ့တွေ့ရင်ပြောရမယ့်စကားတွေကလည်းရင်ထဲမှာအပြည့်ပေါ့မောင်စိတ်ထဲမှာတော့မနှက်မှန်ဆိုတာတောင်းမှကြားတယ်လို့ထင်မိပါရဲ့ကွယ်ချစ်သူထမ်းမစားလေးရလို့ပြောရပါတယ်ကွယ်မောင်နဲ့တွေ့ဖို့ချိန်ထားတယ်တကယ်ပဲလားမြတာလေးရဲ့မောင်လာရင်တေးရပေးပါမယ်တွေ့နေကြစပယ်ပင်ရိပ်မှာမောင်စောင့်နေမယ်နော်ချစ်နော်မနှက်ဖန်ဆိုရင်ကြားပါတယ်မောင်စိတ်ထဲမှာတွေ့ခြင်းဆိုရဲ့နဲ့ဒီညာပဲပြည့်တွေ့ခြင်းပြီတကယ်ချစ်သူလေးကိုတွေ့ရင်ပြောရမယ့်စကားတွေတော့ကာယံကလေးတွေရွေးထားတယ်မြုံနေပါကွယ်မောင်အချစ်ရဲ့ရွှေလာရောက်အိမ်ခေါင်းကိုထိုးလာပေါ့ကွယ်စောင်းညုတ်ခတ်တယ်လို့ပရိကလေးတွေကဟစ်ကြွေးနေကြနေရသေးတယ်တယောက်တည်းအဖို့မပါမောင်လာခဲ့ပါပြီကွယ်စိတ်တွေပူပွားအရိတ်ချေတမှုချာရင်ခုန်တန်ကလေးများကနည်းနည်းမြတ်နေတယ်မိမြန်မင်းနေပြီလားကွယ်အမောင်ရိပ်မှမောင်စိတ်ညစ်တယ်ရွာတွေကဟိုလူဒီလူမြင်သွားရင်ဖြင့်မတွေးဝင်ကြပါကွယ်မောင်ဟမ်ဟိုမောင်ရောက်နေတာကြာပလားယင်နင်းနောက်ကျသွားတယ်မောင်ယင်ဟောမကြသေးပါဘူးချစ်ရဲ့အခုလိုချစ်သူနှူးတွေ့ရလို့စိတ်ချမ်းသာရတယ်လို့မောင်အတွက်နဲ့အေးဆူခံရတယ်ဆိုတာကြားတော့မောင်လေးတိတ်စိတ်ဆင်းရပါတယ်ကွယ်အေးလေစိတ်ညစ်တာပါပဲမောင်ယင်အမကြီးယောက်ျားဥတဲ့အေးကစိတ်ကောင်းရှိတာမဟုတ်ဘူးမောင်ရဲ့ဟုတ်လားဟုတ်တယ် तू ကအမြဲတမ်းလဲရှုပ်နေတာအမအကြည့်ဆိုင်နေတာများရီလိုက်ချင်သေးတယ်ကွာဥတဲ့အေးဟုတ်တယ်ခက်သေးတယ်တက်အေးပြောရင်မင်းတို့ကလွန်နာပေါ့လို့ပြောအောင်မယ်ဟောဒီမှာဥတဲ့အေးဘာလဲကွာကျွန်တော်နဲ့အေးတို့ရဲ့ချစ်ရေးမှာခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူးဗျာအနောက်ရှေ့မပေးပါနဲ့လို့ကျွန်တော်တောင်းပန်ပါတယ်ဘာကွာဆိုင်နာမဆိုင်နာမင်းတို့နောက်တော့သိမှာပေါ့ကွာဟဲ့ကောင်မလေးအိမ်ပြန်စမ်း
တန်ရကြံမပေါ့ကွာ မခွဲချင်အောင်ချစ်ကြပြီမဲအသေးချင်အောင်ဖြစ်ရလေတဲ့ဘဝကိုတော့ကွယ်မောင်ငါရင်နာတယ်ဂျာကဖြစ်ရင်ပြည့်ရမှာလားကွယ်မုံနှိမ့်ထန်လာအောင်တော့ပန်ရဖူးတဲ့သစ္စာကဘာတီပါမဲချစ်တယောက်နဲ့တယောက်မခွဲချင်အောင်ချစ်ပေမဲ့အသေးချင်အောင်ဖြစ်ရတဲ့အဖြစ်ကိုတော့မောင်လေးသိရင်နာမိတာပဲရဲ့ဘာဖြစ်လေဂျာကဖြစ်တိုင်းပြည့်ရမှာလားမောင်တို့ဘဝမှာမုံနှိမ့်ထန်လာစေအောင်တော့ပန်ရဖူးတဲ့သစ္စာအဲ့ဒါကိုတော့ကဘာတီစီမယ်လို့မောင်သစ္စာပြုပါတယ်ကွယ်မခွဲချင်အောင်ချစ်ကြပြီမဲ့အသေးချင်အောင်ဖြစ်ရလေတဲ့ဘဝကိုတော့ကွယ်မောင်ငါရင်နာတယ်ဂျာကဖြစ်ရင်ပြည့်ရမှာလားကွယ်မုံနိုင်ထန်လာအောင်တော့ပန်ရွယ်ဖူးတဲ့သစ္စာကဘာတီပါမဲ့မောင်ချစ်သူတကယ်တနာလို့ဘလို့ကြံရပါမလဲကွယ်ချောင်းချတဲ့ဂိမ်းဒီမောင်နှံတပွဲဖြစ်ပြကဒူနိုင်လွန်ပါတဲ့လူပြိုဒီကနေ့ညနောက်ဆုံးလူပြိုကိုရမှာတွေးလို့ပြောတာတွေမပြောရတဲ့ချစ်သူလေးကိုခိုးတော့မယ်ဒီညတော့အရာခိုးတော့ဗျာကြိုက်သူလေးကိုခိုးတော့မယ်စပယ်ရိပ်မှာချိန်ထားခြင်းရောက်သွားလို့လှဲကလေးနဲ့မောင်ခေါ်မယ်ပြောတယ်ဒီနေ့ညဟာပျော်ဆုံးပဲကွယ်စောင့်နေသူမောနေတော့မယ်အပြေးလေးသာပဲမောင်းတော့တငယ်ချင်းမောင်းပေးပါမယ်ကွာညံမောင်းသားမှာကွာဟဲ့မဲလုံးဟောင်းမကြီးလားသွားစားကဖះအမေမရှိလို့တော့ပါလေဦးတဲ့လေဘယ်မှာထေးမှုပြီးလဲနေတယ်လည်းမပြောတတ်ဘူးမောင်လာတဲ့အချိန်နဲ့များသွားဆုံနေတော့ဒုက္ခပါပဲဟေးကြည်စမ်းဘာတွေများတယောက်တည်းပြောနေလဲလှလိုက်တာမောင်ရဲ့ဦးတဲ့အပြန်နဲ့မောင်နဲ့ဆုံးနေမှာဆိုလို့အဲ့ဒါမလေးတော့မောင်ကပါပါတယ်ဗျမိမကိုရအောင်လားလူပဲတော့မအားသေးပါဘူးကဲလာနေတော့လှဲပါပါလေဟိုကဘာချိုကြီးပါလေဟုတ်လားဒီဦးမောင်အမကြီးကိုနှုတ်ဆက်လိုက်အောင်မယ်နော်ဩအရေးတဲ့အရာပေါ်နေရပြီကွာမောင်ကလေမောင်တမျက်နှာတရွာလားယုံသားလို့လိုက်ခဲ့သူကွယ်မောင်အသက်တမျှချစ်မှာပဲတကယ်အလိုလဲလိုက်မယ်စိတ်ချမ်းသာအောင်ထားလူရဲ့မျက်စိအောက်ကအပြောက်မခံနိုင်မှဦးတကယ်စားလေတူသွားလေတူမျက်နှုံးမယ်ယုံတော့ကွယ်ယောက်ျားစကားမို့တီပါတယ်မောင်အချစ်ကလေးရဲ့ချစ်တော့မို့ပြောတယ်ထင်ဖယားမှာသစ္စာဆိုဝင်နေဟုတ်မောင်ဘာလဲငါထောက်စမ်းမအောင်မြင့်ခွာပဲနေကြတယ်ကိုစံအေးတို့ညလိုက်လာသလားမပြောတော့ဘူးမောင်ရဲ့ကိုစံအေးလေဦးတေးညီလားဟုတ်တယ်သူကအေးနေကိုတစ်ဖက်သက်ပိုးနေတာမောင်ရဲ့ဩသိပြီဒါကြောင့်မလို့ဦးတေးကမောင်တို့ချစ်ချင်းကိုခွဲနေတာပေါ့ဟုတ်တယ်စံအေးလိုလူဆိုးတခုအေးမိကစိတ်ထဲတော့မကူပါဘူးမောင်ရာကဲဘာချိုကြီးငင်မောင်းသားမှာကွာဟေးစံအေးတဲ့ဟေးကြံသိမဦးမင်းတို့ဘယ်ပြေးမလားဗျဟမ်ဟေးညိုကြီးနဲ့ဖို့တို့လဲပါကောင်းတယ်ဦးဆက်ကြပါအောင်မယ်မောင်ကဘာမှအပြစ်မရှိပါဘူးဒုက္ခပါပဲမတရားတဲ့အနိုင်ယူလို့ကွယ်တရားလည်းမဲ့ရန်ကားရရဲ့အမတန်မှန်လျှော့ကပြုသမျှမှလူရအောင်မယ်ကွယ်ချစ်ချင်းမြတ်တာစစ်မှန်များဟာကြောင်မျိုးဝတ်ခဲ့ရင်ပါတယ်နောက်ရှက်ဖြစ်စည်းတွေနဲ့ရင်ဆိုင်ရတဲ့မြဲကွယ်မနာလို့မရှုစိတ်နိုင်ကြတယ်သူတစ်ပါးချစ်ချင်းခွဲလိမ့်မယ်တပားသူမျက်ရည်ကြမှာကျင်နဲ့ကြတဲ့သူရဲ့ကျင်နာရတဲ့အသက်လုံးဆိုတာသူတို့မှမရှိတယ်ဖြစ်လျက်ဘဝတိုင်းမှာမတွေ့ပါရစေနဲ့ကွယ်လဲနာလုံးလို့တကယ်ဆူတောင်းနေပါတယ်ဒီမှာပါလာတဲ့ပစ္စည်းတွေကိုသာယူပါရှင်မေ
မောင်တော့ချမ်းသာပေးပါ နင်တို့ပြည့်စုံတယ်ငါဘာလို့ရမှာလဲငါလိုချင်တာကအေးမေးကွာအေး ဘာပြောလဲ ဒီတဲ့ရိုင်းမှာ ဟာလေမင်းကငါ့ကိုအန်တူးနေဟမ် လူမောက်ကလား ကဲကွာ မောင်မလုပ်ပါနဲ့ရှင် အေးညိုကြီးငါကောင်မလေးကိုခေါ်သွားမယ်မင်းတို့ဒီနှကောင်ကိုကြည့်ရှင်းလိုက်ကြလား လို့မလိုက်ဘူးမလိုက်ဘူး ဘာလူတွေလိုက်ရလဲအဲ့ဒါလူလို့ကြမယ်ပြေးကြတယ် ဟာဘာလို့ပြရမှာလဲဟေးဒီမှာမင်းတို့လက်ထဲမှာဓာတ်ရီရှိရတာနဲ့မင်းတို့မခုတ်ရဘူးလားကွာဟမ် မောင်မောင် အေးမလားနဲ့သူတို့ထဲမှာဓာတ်တွေနဲ့ ဟေးဘာမောင်လဲကွာကဲကွာ ဟာအေးမီအေးမီဓာတ်ကြီးသွားပြီဒုက္ခပဲအေးမီလေဖြစ်မှဖြစ်ရတယ်ခေါ်လေဘဝဆိုတာဖြစ်ချင်တာတွေမဖြစ်ရပါလားကွယ်မဖြစ်ချင်တာမှကြုံတွေ့ရလို့မောင်သင်းတာတယ်ကံကြမ္မာကိုလဲရလို့မရနိုင်ပါနဲ့မောင်ချစ်ကလေးရဲ့ဝေးရတော့မယ်ချင်တာပဲကွယ်အတိတ်ခါတင်းပင်မဲ့မောင်ရင်လည်းမတော့ကဘာမီတည်းလောင်ကျွမ်းနေပြီကွယ်မဖြစ်နိုင်နဲ့ပွေဆိုင်အသေးကွယ်ရတော့မယ်မောင်ချစ်သူကိုတကယ်တနာလာအေးမေးလက်မလေးဓာတ်တညာကြီးနဲ့ဗလားကွယ် ဘာကြီးပြုတ်လာခဲ့ပြီလို့လားပေါ့နမို့ဆိုရင်အေးပြေဘဝကမတွေးပဲမဟုတ်ပါကြီးရဲ့ ။အိုးအေးမီရဲ့စကားတိတ်ပြောနေပြီ။မောင်မပီတီတဲ့တန်နေရမယ် အေးမောင်ရဲ့ အေးဆိုင်အေးလူထိုက်ကူလေးအားလုံးသမီသွားပြီအေးအေးမေကိုမြို့ကစီုံအရောက်ပို့ရမယ်ကွာ ။အိုးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။ အေးကွာ အဲ့ဒီ အေးပေါ်ဒီကွာ ပို့ရစမ်းပါ အေးအေး ။အားမငယ်သားနဲ့အေးမီရဲ့မောင်လေးအေးမီနာဘယ်မှမတော်ဘူးပြည့်လား အေးမောင်ရဲ့ ။မဖြစ်နိုင်နဲ့ပွေဆိုင်တဲ့ကွယ်ရတော့မယ်။မောင်ချစ်သူကိုတကယ်တနာလာ